တထေးကဝန်ထမ်းတစ်လေးကိုကုမ္ပဏီရဲ့စီးရင်စည်းကမ်းတွေကိုတေချာဖတ်ဖို့အတွက်ဖိုင်တွဲတစ်ခုလှမ်းပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဖိုင်တွေကစာသားတွေကိုဖတ်ကြည့်ပြီးနောက်မှာတော့ကောင်မလေးခင်ဗျာတော်တော်လေးကိုအံ့ဩတုန်လှုပ်သွားရပါတယ်တတိခိုင်းသမျှအကုန်လုံးရမယ်ဆိုတဲ့အချက်တွေကလုံးလုံးနေတယ်လို့ခံစားမိပြီးဒါဟာဝန်ထမ်းကကြုံလားဆိုပြီးပြန်ပေးဖို့ထုတ်လိုက်တာပါစိတ်ပြက်လက်ပြက်နဲ့အလုံးမလုပ်တော့ဘူးလို့ဆုံးဖြတ်ပြီးလှည့်ထွက်သွားမယ့်အချိန်မှာပဲဘေးကအတွေးရမှုကသူမကိုတားလိုက်ပါတယ်ဒါကတော့အင်တာဗျူးရဲ့အတွက်ကားခန့်နဲ့မို့ဖို့ဆိုပြီးငွေသားတွေအပြင်လက်ဆောင်ကတ်တွေကိုပါရရရောပေးလိုက်တာပါမမျှော်လင့်ပဲရလိုက်တဲ့လက်ဆောင်တွေကြောင့်ကောင်မလေးဟာမျက်လုံးလေးတွေတောက်သွားပြီးချက်ချင်းပဲစိတ်ပြောင်းသွားခဲ့ပါတယ်ဒီတတိမကတကယ်တော့အရန်ချမ်းသာတဲ့တတိဖြစ်ပြီးဝန်ထမ်းတွေကိုပတ်စံတွေပဲအမြဲပေးနေတတ်တာကိုသိလိုက်ရတာပါဒီနေ့ဆိုရင်လည်းတစ်ပတ်တာအစမှာဝန်ထမ်းအားလုံးကိုကံကောင်းခြင်းလက်ဆောင်အိတ်တွေပေးဦးမယ်လို့အတွင်းရမှုကပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားချင်းမှာပဲကောင်မလေးဟာအလုပ်ကိုအခုချက်ချင်းတော့စုံဝင်လို့ရမလားဆိုပြီးတတိကိုကတ်ချွဲပါတော့တယ်ဒီလိုနဲ့ကောင်မလေးဟာဒီကုမ္ပဏီမှာပဲအလုပ်ဝင်ဖို့ဆုံးဖြတ်လိုက်ပြီးဝမ်းသာအားရနဲ့ခုန်ပေါက်နေပါတော့တယ်စီဝေးခန်းထဲမှာတော့တတိမကဝန်ထမ်းတွေရဲ့ရုံးတက်ရုံစင်းမှတ်တမ်းတွေနဲ့ပတ်သက်ပြီးတခုခုပြောင်းလဲဖို့ပြင်နေပါတယ်ဝန်ထမ်းတွေကတော့တတိကစီကံတွေပူတင်းချက်တော့မယ်ထင်ပြီးစိုးရိမ်တကြီးနဲ့တယောက်မျက်နှာတယောက်ကြည့်နေကြတာပါဒါပေမဲ့တတိမကတော့ဝန်ထမ်းတွေလမ်းပိတ်လို့နောက်ကျမှဆိုလို့ရုံးတက်ချိန်ကိုပို့ပြီးရှော့ပုတ်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီလိုလွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက်ဝန်ထမ်းအားလုံးကဝမ်းသာအားရလက်ခုပ်တီးပြီးတတိကိုကျေးဇူးတင်နေကြပါတယ်ရုံးခန်းထဲမှာဝန်ထမ်းတစ်ယောက်ကတော့သူတို့ရဲ့မျက်လုံးအောက်ကအရေးအကြောင်းတွေနဲ့အလားအပအကြောင်းကိုစိတ်ညစ်စွာပြောနေကြပါတယ်အလားကုန်တွေဘယ်တော့ပဲတုံထိရောက်မှုမရှိလို့စိတ်ညစ်နေတဲ့ကောင်မလေးကိုတတိမကဘေးကနေနားထောင်နေခဲ့တာပါတတိမကသူမရဲ့အိတ်ထဲကနေတန်ဖိုးကြီးတဲ့မျက်ဝန်းလိမ်းခင်းရန်တစ်လေးကိုထုတ်ပြီးကောင်မလေးကိုလက်ဆောင်ပေးလိုက်ပါတယ်ဒါဟာအလုံးမှာအမြဲတမ်းပါနေဖို့နဲ့စိုးရိမ်မှုတွေကြောပါစေဖို့အတွက်ပေးတဲ့အလုံးဝင်လက်ဆောင်တစ်ခုပါပဲဒီနောက်တစ်နေ့မှာတော့ဝန်ထမ်းလေးကကုမ္ပဏီရဲ့အသုံးစရိတ်တွေကိုချွေတာဖို့အတွက်စီရင်ခံစာတစ်ခုတတိစီလာတင်ပါတယ်ဒါပေမဲ့တတိမကတော့စီရင်ခံစာကိုဖတ်ကြည့်ပြီးဒီလောက်နေတဲ့စရိတ်တွေကမလောက်ဘူးလို့မှတ်ချက်ချလိုက်ပါတယ်ထောက်ပံ့ကြေးတွေကိုအရင်ကထက်2ဆ3ဆလောက်ပို့တိုးပေးဖို့အတွက်တတိမကချက်ချင်းပဲအမိန့်ထုတ်လိုက်တာပါဝန်ထမ်းတွေရဲ့နေထိုင်စရိတ်တွေပါအကုန်ကျခံမယ်လို့တတိမကဖုန်းနဲ့ပါစီစဉ်ပေးနေတဲ့အတွက်ကောင်မလေးဟာကြောင်ကြည့်နေရပါတယ်တတိမကကုမ္ပဏီအသုံးစရိတ်တွေကိုအစမတန်တိုးမြင့်လိုက်တဲ့အတွက်ဝန်ထမ်းမလေးဟာမယုံနိုင်တော့အောင်အံ့ဩပြီးမြင်တက်နေရပါတယ်အလုပ်ခွင်ထဲမှာဝန်ထမ်းတွေဟာအလုံးမလုပ်ပဲအပျော်ပါးတွေပဲမက်နေကြတာကိုမြင်လိုက်ရတဲ့အတွက်တတိမကဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်အလုပ်ချိန်တွင်းမှာဒီလိုမျိုးအချိန်တုံးနေတာကိုလက်မခံနိုင်ဘူးလို့ပြောရင်သူတို့ရဲ့လုပ်ရက်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်နေတာပါဒါပေမဲ့တကယ်တမ်းတတိမစစ်ဆိုးနေတာကသူတို့အလုံးမလုပ်လို့မဟုတ်ပဲပျော်ပွဲရွှင်ပွဲတွေမှာပတ်စံနေနေပဲတုံးနေလို့ဖြစ်နေပါတယ်ဒီထက်ပိုပြီးကောင်းကောင်းမွန်မွန်စားတော့ကြဖို့နဲ့ကုမ္ပဏီကတ်ကိုစိတ်ကြိုက်သုံးဆွဲကြဖို့အတွက်တတိမကလာအမ်းပေးလိုက်ပါတော့တယ်ကုမ္ပဏီရဲ့အကျိုးမြတ်တွေကိုဝန်ထမ်းတွေအတွက်ပဲပြန်သုံးစီခြင်းနဲ့တတိမရဲ့စေတနာကြောင့်ဝန်ထမ်းတွေအားလုံးအပျော်ကြီးပျော်နေကြတာပါခဏအကြာမှာတော့